မိမဖြစ်သူဟာတားအိမ်ထုတ်ခွဲစိတ်မှုလုပ်ပြီးစချိန်မှာတော့ခွဲချောင်းကွဲထွက်မတက်နာကျင်မှုကိုအောက်ခံပြီးတမိသားစုလုံးအတွက်ထမင်းဟင်းချက်ပေးနေရပါတယ်။ဒါပေမဲ့ခင်မှုဖြစ်သူကနည်းနည်းလေးမှတနာစာနာစိတ်မရှိတဲ့အပြင်သူမရှိမှတင်ကြောင်းနေပဲတငယ်ချင်းမလေးနဲ့ထမင်းစပွဲမှာပရောပါကြီးလုပ်နေပါတယ်။မိမဖြစ်သူကမတော်တဆဟင်းရည်ပူလောင်သွားတာကိုတော့လှည့်မကြည့်ပါဘူး။ဒါဘာဖြစ်တာလဲပူရင်ရေအေးနဲ့စီးချလိုက်ရင်ရနေတာပဲကိုဒီမှာလာပြီးကြီးကြက်မနေနဲ့အားလုံးပိုက်စာနေပြီးမြင်မြင်လှုပ်လို့ပြောလိုက်ပါတဲမိမဖြစ်သူကဝမ်းထဲမှုကိုအောက်ခံပြီးကြိုထားတဲ့စံပြုတ်တစ်ပတ်ကန်ကိုလာချပေးပါတယ်ဒါပေမဲ့ကောက်ချစ်တဲ့မိမကမျက်စောင်းထိုးပြီးယွန်ရှာတဲ့မျက်နှာနဲ့တိတ်ဆင်းရဲဆုပ်ပြက်လွန်းလာပဲငါတို့ရွာမှာဆိုအောက်တန်းစားတွေပဲဒီလိုစံပြုတ်မျိုးကိုတောက်တာလို့ပြောလိုက်ပါတယ်ဘေးမှာရှိနေတဲ့ရောက်ခမကလည်းသူ့မဘက်ကနေကာကွယ်မပြောပြတဲ့အပြင်နှာခေါင်းကိုလက်ညှိုးထိုးပြီးနင်းလုတ်ထားတာမကောင်းဘူးဘလို့ပြုစုဆောက်ရှောက်နေတာလဲငါတို့နှစ်ယောက်ကိုဘလို့ဆက်ဆံရမလဲဆိုတာဆုံးဖြတ်နေတာလားလို့ဆဲဆိုပါတော့တယ်ဒီအချိန်မှာတော့မိမဖြစ်သူရဲ့တီးခံနိုင်စွမ်းကအဆုံးစွန်ထိရောက်သွားပါပြီသူမကပကံကိုစပွဲပေါ်ထုံးကနေစောင့်ချလိုက်ပါတယ်ဒါပေမဲ့လူယုံမှာယောက်ျားကနောင်တရမဲ့အစာကောက်ချစ်တဲ့မိမကိုရင်ခွင်နဲ့ဆွဲဖက်လိုက်ပြီးသူမထက်အများကြီးတာတယ်လို့ရန်စကားပြောလိုက်ပါတယ်မိမဖြစ်သူကလုံးဝဒေါသပေါက်ကွဲသွားပြီးပူလောင်နေတဲ့ထမင်းဟင်းစပွဲကိုလှမ်းမောက်ချလိုက်ရာလွတ်စင်လာတဲ့စီပူတွေကကောက်ချစ်တဲ့မိမရဲ့ရင်ဘတ်ကိုလောင်သွားပါတော့တယ်နေယူနေလားငါ့ကိုအသေးပူလောင်အောင်လုပ်နေတာလားလို့အော်ပါတယ်လူယုံမှာယောက်ျားကသူ့အသေးနှလုံးလေးဒဏ်ရာရသွားတာကိုမြင်တော့ဒေါသအကြီးနဲ့မိမဖြစ်သူရှိကိုပြေးသွားပြီးနှာခေါင်းကိုလက်ညှိုးထိုးကချက်ချင်းတောက်မှန်မှုအတင်းကျပ်ခိုင်းပါတော့တယ်မိမဖြစ်သူကမျောလင်းချက်မဲ့စွာနဲ့အင်ဂျီကိုလှန်ပြလိုက်ပြီးတွေးစိတ်နေသေးတဲ့ခွဲချောင်းကိုပြကငါကဘာလို့တောင်းပန်ရမှာလဲငါခွဲစိတ်ပြီးစေးရုံကဆင်းချင်းမှတဲ့နာကျင်တာကိုအောက်ခံပြီးနင်တို့အတွက်ထမင်းချက်ပေးတယ်နင်တို့တမိသားစုလုံးကိုပြုစုပေးတယ်လို့အတန်ကျဲကျဲနဲ့မေးခွန်းထုတ်လိုက်ပါတယ်ဒါပေမဲ့လူယုံမှာယောက်ျားကတော့အေးဆက်ဆက်မျက်နှာပေးနေပါပဲနင်းပါတာအပြင်မှာရန်ဖြစ်ပြီးဒဏ်ရာကွဲသွားတာကိုငါတို့ကိုလာပြစ်တင်နေသေးတယ်တောင်းပန်ခြင်းရင်နင်းပါတာတောင်းပန်လို့ပြောပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အခါမိမဖြစ်သူရဲ့ရင်ထဲမှာလုံးဝအေးဆက်သွားပါတော့တယ်သူမကလူယုံမှာယောက်ျားရဲ့မျက်နှာကိုလက်ပြန်နဲ့ဖျက်ရိုက်လိုက်ပြီးတကားမကြီးကိုလက်ညှိုးထိုးကဒီအိမ်ကငါအိမ်နင်တို့ကိုထွက်သွားခိုင်းဖို့ငါမှာအခွင့်အရေးရှိတယ်ကျေးဇူးကမ်းတဲ့ကောင်တွေလို့ဒေါသတကြီးအော်ဟစ်လိုက်ပါတယ်ဒါပေမဲ့ဒီသွေးဆုပ်ကောင်တွေကရှက်ရမှန်းလုံးဝမသိကြပါဘူးကျေးဇူးကမ်းတဲ့ပထွေးပါသားကမထွက်သွားခင်မှာကောက်ချစ်တဲ့မိမသားတစ်ခုခုဖြစ်သွားရင်သူမကိုအလွတ်ပေးမှာမဟုတ်ဘူးလို့ရက်ရက်ဆက်ဆက်ချိန်ခြောက်သွားပါသေးတယ်ပိုပြီးမျောလင်းချက်မဲ့စရာကောင်းတာကမိမဖြစ်သူဟာဒေါသထွက်လွန်းလို့ပန်းနာရင်ကြက်ထားကကျမ်းပြင်ပေါ်လဲကျသွားပါတယ်ဒါပေမဲ့လူယုံမှာယောက်ျားကတော့သူမကိုတေးချင်းရောက်ဆောင်နေတယ်လို့ထင်ပြီးကျမ်းပြင်ပေါ်ကျနေတဲ့အရေးပေါ်ဆေးဖြန်းမှုကိုခြေထောက်နဲ့ကန်ထုတ်လိုက်ပါတယ်ပြီးတော့ကောက်ချစ်တဲ့မိမကိုတောင်းပန်မှုသဘောပေါက်တဲ့အချိန်ကျမှသူပြန်လာခဲ့မယ်လို့ရဲရဲဆက်ဆက်ပြောဆိုခဲ့ပါတယ်ပြောပြီးတာနဲ့သူကကောက်ချစ်တဲ့မိမကိုခေါ်ပြီးထွက်သွားပါတော့တယ်ကံကောင်းထောက်မစွာနဲ့မိမဖြစ်သူဟာဆေးဖြန်းဘူးကိုအသေးလဲကောက်ယူနိုင်ခဲ့ပြီးအာတင်းကဆေးရုံကိုရောက်လာခဲ့ပါတယ်သူမအားပြက်ပြီးလဲကျတော့မဲ့အချိန်မှာပဲတထေးကြီးရဲ့အမွေဆက်ခံသူကသူမကိုဖမ်းထိန်ပေးလိုက်ပါတယ်တကယ်တော့တထေးကြီးရဲ့အမွေဆက်ခံသူဟာသူ့ရဲ့မွေးသမီးခင်ရင်ကိုအပတ်တကုတ်ရှာဖွေနေခဲ့တာဖြစ်ပြီးအခုသူရှိကမိမဟာသူရှာနေတဲ့သူဖြစ်ဖို့များနေပါတယ်သူကချက်ချင်းပဲအစင်းမြင့်အထူးလူနာခန်းကိုစီစဉ်ပေးလိုက်ပါတယ်ဒါပေမဲ့မိမဖြစ်သူစေးုံတက်လို့ရက်ပိုင်းပဲရှိသေးချိန်မှာလူယုံမှာယောက်ျားကကောက်ချစ်တဲ့မိမကိုဆေးထည့်ပေးဖို့မိသားစုတစ်ခုလုံးကိုခေါ်ပြီးစေးရုံကိုရောက်လာပါတယ်တကားကိုတွန်းဖွင့်လိုက်တာနဲ့ရောက်ခါမှာဆိုကယောဂတေးသေးလေးကိုစေးရုံတက်နေရသေးတယ်နောက်ဆိုရင်ပတ်စံ300မယ့်နေရာတွေအများကြီးရှိသေးတယ်နည်းနည်းလေးမှချွေတာရမှန်းမသိဘူးလို့ဆဲဆိုပါတော့တယ်ကဲပါအမေကနင့်ကိုစကားနည်းနည်းပြောနေတာနားထောင်လိုက်ပါငါမနေ့ကအရက်တောက်တာများသွားလို့အစအိမ်တိတ်မကောင်းဘူးဒီဆေးပိုက်ကိုနည်းနည်းမြန်အောင်လုပ်ပေးစမ်းမြန်အိမ်ပြန်ပြီးထမင်းချက်ရအောင်လို့ပြောပါတယ်မိမဖြစ်သူကမျောလင်းချက်တွေတေးဆုံးသွားပြီးကွာရှင်းစာချုပ်ကိုဓာတ်ရိုက်ပြစ်လိုက်ပါတယ်ဒါပေမဲ့လူယုံမှာယောက်ျားကစာချုပ်ကိုဆွဲပြစ်ပစ်လိုက်ပါတယ်ကောက်ချစ်တဲ့မိမကိုအလိုလိုက်ဖို့အတွက်သူကယူသွစွာနဲ့ခွဲစိတ်ထားခါစာမိမဖြစ်သူကိုကရင်ဘော်ကနေတင်းဆွဲချပြီးနေရာဖယ်ပေးခိုင်းပါတော့တယ်တူနာပြုတွေအချိန်မီရောက်မလာခဲ့ရင်မိမဖြစ်သူဒုက္ခရောက်သွားနိုင်ပါတယ်စေယုံကဆင်းပြီးနောက်မှာမိမဖြစ်သူကလူယုံမှာယောက်ျားနဲ့ကောက်ချစ်တဲ့မိမတို့ရဲ့လိုဝက်ချက်တွေကိုစုံစမ်းဖို့အပူတော့ကိုယူပြီးကောက်ချစ်တဲ့မိမရဲ့အိမ်ထဲကိုတိတ်တဆိတ်ဝင်သွားပါတယ်ဒါပေမဲ့တကားကိုတွန်းဖွင့်လိုက်တဲ့အချိန်မှာပဲရေခဲတွင်နဲ့ကျသွားတယ်လို့ခံစားလိုက်ရပါတယ်နေရန်ပေါ်မှာလူယုံမှာယောက်ျားနဲ့ကောက်ချစ်တဲ့မိမတို့ရဲ့မင်္ဂလာဆောင်တပ်ပုံကိုချိတ်ဆွဲထားပြီးစပွဲပေါ်မှာတော့သူတို့ရဲ့ပထွေးပါသားရဲ့မိသားစု3ယောက်ရဲ့တပ်ပုံကိုတင်ထားပါတယ်အဆွဲထဲမှာလည်းသူတို့နဲ့ရောက်ရဲ့တရားဝင်မင်္ဂလာဆောင်စာချုပ်ကိုဝတ်ထားပါသေးတယ်ဒီအချိန်မှာတော့မိမဖြစ်သူကလုံးဝနားလည်သွားပါပြီဒီ25နှစ်တာအိမ်တော်ရေးဆိုတာအစအဆုံးလိမ်လည်မှုကြီးတစ်ခုဖြစ်ပြီးသူတို့တေချာစီစဉ်ထားတဲ့ဟာသားတစ်ခုသာဖြစ်နေတာကိုပါအဲ့ဒီအချိန်မှာပဲလူယုံမှာယောက်ျားနဲ့ကောက်ချစ်တဲ့မိမတို့ရုတ်တရက်အိမ်ထဲဝင်လာတဲ့အတွက်မိမဖြစ်သူဟာအရှက်တကွဲနဲ့ကတင်အောက်ကိုပုံနေလိုက်ရပါတယ်ဒါပေမဲ့ပိုပြီးအံ့ဩစရာကောင်းတဲ့အမှန်တရားတစ်ခုကိုမထင်မှတ်ဖဲကြားလိုက်ရပါတယ်လွန်ခဲ့တဲ့25နှစ်ကလူယုံမှာယောက်ျားကသူမကိုလက်ထပ်ခဲ့တာဟာသူမစီကအကျိုးမြတ်အတွက်ဒီကိုကောင်းပုံဖြတ်ဖို့နဲ့အိမ်ရပိုင်ဆိုင်မှုတွေကိုလေယူဖို့ဖြစ်နေခဲ့တာပါသူမ10လလွယ်ပြီးမွေးထားတဲ့တွေးသားရင်းကိုတော့လူယုံမှာယောက်ျားကခိုးပြီးစွန့်ပစ်ခဲ့ကကောက်ချစ်တဲ့မိမမွေးထားတဲ့တရားမဝင်ကလေးနဲ့လဲလှယ်ခဲ့တာဖြစ်ပါတယ်ငင်ကတကယ်ရက်ဆက်လုံးနဲ့ကိုတွေးသားရင်းသားကိုတော့စွန့်ပစ်ရတယ်လို့ပြောလိုက်ပါတယ်ကတင်အောက်မှာပုံနေတဲ့မိမဖြစ်သူကပါဇက်ကိုတင်းတင်းကြပ်ကြပ်ပိတ်ထားပြီးမျက်ရည်တွေနဲ့သွေးတွေရောနှောက်ကဝမ်းနဲ့ပူဆွေးမှုတွေကိုမျိုးချလိုက်ရပါတယ်သူမကဒီခွေးလင်မယား2ယောက်ကို
တေတာထက်ဆိုးတဲ့ဘဝရောက်အောင်လုပ်မယ်လို့တိတ်တဆိတ်သစ္စာဆိုလိုက်ပါတယ်ချက်ချင်းပဲသူမကလုပ်ငန်းစုကြီးတစ်ခုရဲ့တထေးနဲ့ဆက်သွယ်ပြီးလုပ်ငန်းခွင်နဲ့ပြန်ဝင်ဖို့သဘောတူလိုက်ပါတယ်ဒါပေမဲ့စီကံချက်တစ်ခုလေးသာရှိပါတယ်အဲ့ဒါကတော့လူယုံမှာယောက်ျားကိုစီမံကိန်းကြီးတစ်ခုပေးတရားဟန်ဆောင်ပြီးသူ့ကိုအမြင့်ဆုံးရောက်အောင်မြောက်ပေးကငရဲပြည်ကိုပို့ပစ်ဖို့ပါပဲစီမံကိန်းကြီးကိုရသွားတဲ့လူယုံမှာယောက်ျားကတော့တကယ်ပဲဘဝင်မြင့်သွားပါတယ်လူယုံမှာကိုထောင်ချောက်ထဲသွင်းဖို့အတွက်မိမဖြစ်သူကတမင်တကာအလျှော့ပေးတယ်လို့ဟန်ဆောင်ပြီးလူယုံမှာယောက်ျားအတွက်အောင်ပွဲခံပါတီလုပ်ပေးမယ်လို့ဟန်ဆောင်လိုက်ပါတယ်ပြီးတော့ကျေးဇူးကမ်းနဲ့ပထွေးပါသားရှိမှလည်းမြှုပ်ဆွေမှုတွေလုပ်ပြခဲ့ပါတယ်တားရီမင်းလဲကြီးပြီဆိုတော့စောစောစီးစီးအိမ်အောင်ပြရမှာပဲဒီအောင်ပွဲခံပါတီပြီးတာနဲ့အခုလက်ရှိအိမ်ကိုမင်းနာမည်နဲ့လွှဲပေးမယ်ကျန်တဲ့ပတ်စံတွေနဲ့မင်းအတွက်မင်္ဂလာအိမ်တစ်လုံးထပ်ဝယ်ပေးမယ်လို့ပြောလိုက်ပါတယ်လောဘကြီးရဲ့ပထွေးပါသားကမျက်လုံးတွေအယောင်လက်သွားပြီးအရန်ကိုစိတ်လှုပ်ရှားသွားပါတယ်ဒါပေမဲ့သူလုံးဝမသိတာကငရဲပြည်အဆင့်ရှင်းလင်းမှုကြီးတစ်ခုကတိတ်တဆိတ်စတင်နေပြီဆိုတာပါပဲအောင်ပွဲခံပါတီညမှာတော့ရောက်ခမဆိုးကဧခမ်းမထဲမှာလူတွေကိုသူ့သားရဲ့စွမ်းဆောင်ရည်တွေကြောင်းအယူအမူကြွားလုံးထုတ်နေပါတယ်ဒါပေမဲ့သူလုံးဝမသိတာကမိမဖြစ်သူဟာအပေါ်ထက်ဟိုတယ်ခန်းထဲကိုအစိုးကြီးကလေးကဝင်ရောက်သွားပြီးလူယုံမှာယောက်ျားအမြဲတုံးနေကြချောစီတွေကိုစက်မှုသုံးကော်ပြင်းတွေနဲ့လဲလှယ်ထားခဲ့တာကိုပါအဲ့ဒီအချိန်ခန်းထဲမှာတော့လူယုံမှာယောက်ျားနဲ့ကောက်ချစ်တဲ့မိန်းမတို့ကမစောင့်နိုင်တော့ပဲဖောက်ပြန်တဲ့အလုပ်တွေကိုလုပ်နေကြပါတယ်အချစ်ကျန်းပြီးနောက်မှာတော့သူတို့နှစ်ယောက်ဟာခွာလို့မရအောင်တေချာပေါက်ကတ်သွားပါတော့တယ်လူယုံမှာယောက်ျားချွေးတလုံးလုံးနဲ့စိုးရိမ်တကြီးဖြစ်နေချိန်မှာပဲတကားအပြင်ဘက်ကနေလူအများကြီးရဲ့ခြေတံတွေရုတ်တရက်ထွက်ပေါ်လာပါတယ်မိန်းမဖြစ်သူကလူယုံမှာယောက်ျားရဲ့ဖောက်တဲ့ကြီးတွေအားလုံးကိုတမင်တကာခေါ်လာပြီးအခန်းတကားစီတန်းတန်းမတ်မတ်လာခဲ့တာပါအပြင်ကအတန်တွေကိုကြားတော့လူယုံမှာယောက်ျားကလန့်ပြီးဝိညာဉ်လွင်မတက်ဖြစ်သွားပါတယ်သူကတပတ်ကိုပတ်ပြီးတကားကိုအသေးလဲဖိထားပါတယ်အပြင်ကပထွေးပါသားကအထဲကအော်တန်တွေကိုကြားတော့သူ့အဖေရင်တခုခုအန်ရကြုံနေပြီလို့ထင်သွားပါတယ်သူကစိုးရိမ်တကြီးနဲ့ခြေတလန့်ဆုပ်လိုက်ပြီးတကားကိုခြေထောက်နဲ့အားကုန်ကန်ဖွင့်လိုက်ပါတော့တယ်